အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဖက်ပြမှာကတော့စိုင်းဆရာမနိုင်စနေရေးသားထားတဲ့အချစ်ဝေဖန်ရေးဆရာဆိုတဲ့ချစ်ဝတ္ထုလေးတစ်ပုဒ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပေးကြပါခင်ဗျာအချစ်ဝေဖန်ရေးဆရာလက်ထပ်ပြီး3နှစ်မြောက်မှာသူမအကြည့်သူမဆုံးဖြတ်ချက်ကိုသူမတန်လျာဝင်စားပြုလာသည်ဘာဖြစ်လို့အစကတည်းကဒီလိုယောက်ျားမျိုးကိုမှအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မိတယ်လဲထက်မြက်တဲ့တော်တဲ့ယောက်ျားတွေဒီလောက်အများကြီးတဲမှာဘာဖြစ်လို့စိုးခွက်တွေဘရက်ပွားနဲ့ဒီလိုယောက်ျားကိုမှသူမရွေးချယ်ခဲ့ရတယ်လဲသူမညံမကောင်းဘူးသူ့ကိုမာလိုက်တဲ့ကိစ္စတိုင်းမျက်စိတမိတ်အတွင်းမှာသူမေ့သွားတတ်တယ်သူတန့်ရှင်းမှုကိုဦးစားမပေးဘူးသူမသာတပြစ်တောက်တောက်မရွရင်သူဟာဘယ်တော့မှကိုပိုင်အဝတ်စားလဲသူမဟုတ်ဘူးချစ်စရာစကားတွေကိုတီတီတတာသူမဆိုတတ်ဘူးသူဟာဘယ်တော့မှသူမမျက်နှာနီမြန်းသွားစေတဲ့ရင်ခုန်သွားစေတဲ့စကားကိုမပြောခဲ့ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုသူမအချိန်ချင်းအပြစ်တင်ဝေဖန်ခဲ့ပေမဲ့သူမပြောင်းလဲခဲ့ပါဘူး။အများနှစ်ယောက်ရဲ့ဈာမှာတင်းမာမှုတွေပိုလာခဲ့ပါတယ်။ချစ်သူရေးစားဖြစ်ချိန်မှာချွဲနှဲ့ခဲ့တဲ့စကားတွေကြည်နူးခဲ့တဲ့အပြုမှုတွေကအခုချိန်မှာရေခဲပြင်လိုအေးဆက်နေခဲ့တယ်။သူမခံစားရခက်လာတယ်။ဒီလိုနဲ့တငယ်ချင်းကောင်းတစ်ယောက်စီယောက်ျားဖြစ်သူရဲ့အပြစ်တွေကိုသူမရှင်ဖွင့်ခဲ့မိတယ်။သူ့ရဲ့အပြစ်တွေဆိုးခဲ့တွေတိုင်းကသူမကိုမခံမရက်ဖြစ်စေခဲ့တယ်။သူမပြောသမျှကိုတငယ်ချင်းကစိတ်ချလက်ရှင်နားထောင်ပေးပြီးသူမကိုမေးတယ်။နင်ကအချစ်ဝေဖန်ရေးဆရာလား။သူ့အပေါ်ဝေဖန်ဖို့ကိုပဲနင်ရှာနေတော့မှာလား။နင်စိတ်ကိုချမ်းသာစေတဲ့အရာသူ့အပေါ်မှာရှာမတွေ့နိုင်တော့ဘူးလား။ရှာမတွေ့လို့ပဲပြောတာပေါ့။သူ့ဆိုခွက်ပြောမှသူ့ကိုပြုတ်ပြင်နိုင်မယ်လေ။ကောင်းခွက်တွေဘာလို့ပြောနေရမလဲ။နင်မာပြီသူ့ကောင်းခွက်တွေကိုမကြာခဏပြောရတယ်။ငါတို့ကနေရက်တွေကိုဖျက်ချော်နေကြတဲ့တာမန်ဇနီးမောင်နှံတွေလို့ဖြစ်လို့ပဲငါတို့ကရေခဲတက်တာလို့အေးဆက်တဲ့အချစ်ဝေဖန်ရင်းဆရာတွေမဟုတ်ဘူးတငယ်ချင်းကပြုံပြုံလေးနဲ့ပြောတယ်ရေခဲတက်တာလို့အေးဆက်တဲ့အချစ်ဝေဖန်ရင်းဆရာတဲ့ဟုတ်ပါတယ်အိမ်မှာသူမဒီလိုဇက်ကောင်နဲ့ပဲအမြဲတရုပ်ဆောင်ခဲ့တာပဲမဟုတ်လားချစ်သူရေးစားဖြစ်တုန်းကချုံမိန်ကြည်နူးခဲ့ကြတဲ့အချစ်တွေခုတော့တဖြည်းဖြည်းနဲ့ပျောက်ဆုံးကုန်ခဲ့ပြီဘဝရဲ့မိကိုမိငွေတွေကသူမရဲ့အကျဉ်းနာခေါင်းတိုင်ကိုတဖြည်းဖြည်းဖုံးလွှမ်းဝါမျိုးသွားခဲ့ပြီးပေါ့တန်နေရက်တွေကသူမရဲ့စိတ်ရှည်တီးခံခွန်းလွန်းစိတ်ကိုပျောက်ဆုံးစေခဲ့ပြီးအတန်အနေထားမျက်နှာအနေထားနဲ့ကလေးတစ်ယောက်ကိုတွင်တင်ဆုံးမတယ်လို့မျိုးအစကတည်းကကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ယောက်ျားတစ်ယောက်ကိုသူမပြစ်တင်မောင်းမဲနေခဲ့ပြီးတငယ်ချင်းနဲ့လမ်းခွဲအိမ်ပြန်လာပြီးနောက်သူ့အပေါ်ကြည့်တဲ့အမြင်ကိုသူမပြောင်းလိုက်တယ်ဝေဖန်တဲ့မျက်လုံးနဲ့သူမမကြည့်တော့ဘူးအေးဆက်ဝေဖန်ရေးသမားတစ်ယောက်မဖြစ်အောင်သူမနေတယ်ယောက်ျားနဲ့သူမရဲ့ခြားပြောင်းလဲမှုကတိတာလာခဲ့တယ်အ ਨੇ ဆုံးတော့မကျင်တတ်တာတွေပဲသူမချင်းတဲ့အပြစ်ထက်မထားခဲ့မိတော့ဘူးသူမညံ့မကောင်းဒါပေမဲ့သူမနဲ့ပတ်သက်သမျှကိုတော့သူမှတ်မိနေတယ်သူမကြိုက်တဲ့မျက်ကစင်းကိုသူမှတ်မိတယ်အလောက်စင်းအိမ်ပြန်တဲ့အခါသူမအတွက်နောက်ဆုံးထွက်တဲ့မျက်ကစင်းကိုသူဝယ်လာတတ်တယ်လာတိုင်းသူမနေထိုင်မကောင်းတဲ့ရက်တွေကိုသူမှတ်မိနေပြီးသူမအတွက်ဆေးဝါးတွေကိုသူပြင်ဆင်ပေးတတ်တယ်သူတန့်ရှင်းမှုကိုဦးစားမပေးဘူးဒါပေမဲ့တန့်ရှင်းတာကိုသူမကြိုက်တယ်ဆိုတာသူသိတယ်ရုံးပိရက်တွေမှာအိမ်တန့်ရှင်းရေးကိုသူလုပ်တတ်တယ်တန်မိုးရှိတဲ့သူ့အချိန်တွေနဲ့ဝိုင်းကူလုပ်ပေးသည့်တိုင်သူမကြီးတွားခဲ့ဘူးချစ်စရာစကားတွေတီတီတတာသူမဆိုတတ်ဘူးဒါပေမဲ့သူမအကြိုက်ကိုသူခရူးဆိုင်တတ်တယ်သူမကြိုက်တဲ့ဟင်းတွေသူတင်ယူပြီးအားလက်ချိန်မှာသူမကိုသူချက်ကျွေးတတ်တယ်အချစ်ရဲ့ဝေဖန်ရင်းဆရာမလုပ်တော့တဲ့နောက်ပိုင်းမှာသူမရဲ့ပျော်ရွှင်စိတ်ချမ်းသာမှုကအဆင့်တစ်ဆင့်တိုးသွားတယ်သူ့အပြုအမူဂရုစိုက်မှုတွေကဟိုးရင်တဲကရှိပြီးသားဆိုပေမဲ့စိုးခွက်ကိုသာပုံမြင်ခဲ့တဲ့သူမဓာတွေကိုတတိမထားခဲ့မိဘူးမမြင်ခဲ့မိဘူးအခုတော့သူ့ကောင်းခွက်ကိုသာသူမရွေးချယ်တက်ခဲ့လို့သူမရဲ့စိတ်တွေလည်းပိုလန်းဆန်းလာခဲ့တယ်ပိုပျော်ရွှင်လာခဲ့တယ်အချစ်လည်းပိုနှွေးထွေးပိုချုံမိန်လာခဲ့တယ်အချစ်ဝေဖန်ရင်းဆရာမလုပ်ဘူးဒါဟာဘဝသက်တာရဲ့ပျော်ရွှင်ခြင်းကိုတက်ရောက်စေတယ်လို့ကျွန်တော်တို့တက်တင်ယူလေ့လာဖို့လိုအပ်တဲ့ဘဝသင်ခန်းစာတစ်ပုဒ်လည်းဖြစ်ပါတယ်အိမ်အောင်ရေးကိုတဟဇာတဖြစ်စေတဲ့အစွမ်းလည်းဖြစ်တယ်ကျွန်တော်တို့တစ်သက်လုံးလေ့လာလိုက်စားထိုက်ပါတယ်အခုလိုအချိန်ပေးနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ဘေးရန်ပေါင်းကင်းစင်